မင်းတို့ခေတ်ကတစ်တော်တွေရဲ့ဘစ်တော်တွေရဲ့အိမ်မှာဟုတ်တဲ့နေရာလေးတွေဖြတ်ပြီးတော့ယူပြီးတင်တော့ကြတို့ကလည်းလန့်ရတခါတခါစကလုံးကိုပြောမယ်ကြံလို့ရှိရင်ဒီကင်မရာတွေကိုလန့်ကြည့်နေရတဲ့ကတမျိုးမှန်လားရဲ့အဲ့ဒီဘုံကင်နဲ့ခက်တွေဆိုတာတော်ကြီးကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဒါပေမဲ့တော်တော်ကြီးဘာပဲပြောတော်တော်ကြီးတို့လူငယ်လေးတွေသိဖို့ရှေ့တော့မှတော်တော်ကြီးအလွန်ရမတန်မှစီးလုံးခဲ့ကြတယ်ညီညွတ်ခဲ့ကြတယ်ရိုင်းပင်းခဲ့ကြတယ်ကုညီခဲ့ကြတာလေးတွေကိုသိဖို့မကောင်းဘူးလားဟေ့တငယ်ချင်းရေဘာလဲရှေ့ဆက်ချင်ဘာတလောက်စောင့်ဖို့ပေးနေလေဒီနေရာလေးကိုဖြတ်ပြီးတော့ဆိုလိုက်မယ်မိုးရွာမလို့လို့နဲ့ညိုညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မင်းမင်းလက်ရည်သဖြင့်သည်ရှေးရသောပိုးချစ်ကြမိုးတင်ရခါဝဲဟာခေါ်လိုက်ဟဲ့သူများကောင်းကောင်းမကောင်းကောင်းကျောင်းတော်ရဲ့ညီညွတ်ရေးနဲ့ဆိုတဲ့စကားလုံးလေးကိုပါစေချင်လို့ပြောတာပါမှန်လားဒီလူငယ်တွေသိဖို့လိုတယ်ရှေ့ကလူကြီးတွေကညီညွတ်ခဲ့ကြတယ်ညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မင်းမင်းလက်ရည်သဖြင့်သည်ရှေ့ကတော့ပိုးချစ်ကြတယ်ရှေ့ကအခုမောင်တို့မယ်တို့ခေကြတော့တော်တော်ကြီးကြီးကုညီကောင်းမဲ့ရိုင်းမင်းကောင်းမဲ့သိသလားစကလုံးတွေနဲ့ဆန်းပြလိုက်တော့ဟိုးဂျင်းစိမ့်နဲ့မိတ်တလဲမဲ့သူကြံမကိုကြံပါခက်ချေချေပဲဘာလဲတော့ဟဲ့ခက်ချေချေပဲတဲ့ဘာလဲတော့ဟဲ့ခက်ချေချေဆိုတဲ့စကလုံးကတော်တော်ကြီးကြီးဟိုမှာလမ်းမှာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ့တော့မှကိုနဲ့ဆိုင်တာမှတ်တယ်ကိုတိုင်းနဲ့ကိုကန်ခံပေါ့ဟောကုညီကောင်းမဲ့ရိုင်းမင်းကောင်းမဲ့နေမသိတော့ဘူးဟေ့မှန်လားဟေ့လမ်းမေးမှာဘိန်းပေါက်နေလို့လမ်းမေးမှာရေးစားနေလို့လမ်းမေးမှာကုညီမဲနေလို့ကုညီတောင်းတဲ့သူရှိတော့မှကုညီမပေးရဲ့ခက်ဖြစ်နေတယ်ဆိုတာမသိချဘူးလားရှေ့တော့ကဘိုးတို့ဖွားတို့ခက်တော့အဲ့ဒါလို့မဟုတ်ဘူးမောင်တို့မေတို့မှန်လားဟေ့